Wanna make you happy and then she goes 나만 혼자 남겨도 Kuwaro macro သွားမလို့ပါခုကတော့ macro သွားမလို့ပါ macro မသွားခင်မှာအလားရှန်ကိုသွားစားပါမယ်macro ကနေပြန်လာတာပါ macro မှာစီသွားဝိုက်ပြီးတော့ပြန်လာတာပါတပတ်စာအသားတွေနည်းနည်းလိုတာလေးပါလေးနည်းနည်းသွားဝဲတာပါဖိုင်ဝဲလာလဲပြမယ်နော်ဒီထဲမှာလည်းပါလက်ထေားဒီကြိုင်သုံးထုတ်ပါအများကြီးဝယ်လာပါchicken pot ထပ်ထုတ်လို့မျိုးဟာမျိုးဒီကအပြင်မှာလည်းဝယ်စားလို့ရတယ်ဒါပေမဲ့ခဏခဏဝယ်စားရတယ်ဒီလိုထုတ်လိုက်တာပိုတန်နေတယ်လို့ဒါပဲဒီတစ်စိမ့်အဲ့တော့အကြကွေး air fryer နဲ့လုပ်လိုက်လို့ရှိရင်ခဏလေးနဲ့ဆို breakfast လေးရတယ်ဒါက sausage အာလူတင်းချင်း vitamin C အေးစာအိမ်မှာစားကုန်အမေသာ beef ball ဒီ beef ball ကကောင်းနေပုံမှန်ဆိုလို့ရှိရင်တော့မြန်မာမှာဝက်မိုလုံးလို့ဟာမျိုးဒါပေမဲ့ဒါအမေသာအသားလက်ကျစ်တယ်စားလို့ကောင်းတယ်ဒီတစ်စိမ့်လေး Australian Australian beef ball ဆိုတဲ့ဥစ္စာလေးစားလို့ကောင်းတယ် fish ငါအတုံးလေးငါတကောင်လုံးမကင်တက်လို့အဲ့ဒါနဲ့ဒီလိုဟာလေးပဲဒါ salmon အသားတွေမှာဒီနေ့တော့ဝတ်သားမပါဘူးကြက်သားပါတယ်ကြက်သားကို chicken wing ကြော်စားဖို့ပါညအတွက်ပြီးတော့ကြက်တဲမြစ်လေးနည်းနည်းပြီးတော့ chicken breast လေးပါတယ်ကြက်သားကိုပဲဒီဇိုင်းမျိုးစုံဝယ်လာတယ်ဒီနေ့ဝတ်ချမလို့လေ 2 seconds later ဝတ်ချမယ်လို့ပြောပါခဲ့တယ်ချမှာမဟုတ်ဒီတိုင်းနဲ့ပြီးတော့ဒါတာမို့ဒါတော့ bean sprouts radish ဒီဥစ္စာကြတော့ဟင်းကျိုလည်းလှုပ်စားမယ်ပြီးတော့ drumstick လေးတွေနည်းနည်းဝယ်လာတော့ကြက်ကြော်လုပ်ပြီးတော့ရှင်ကိုရီးယားဟေးမှာစားတယ်ကိုရီးယားကြက်ကြော်လုပ်ပါတော့ငါစားတဲ့ဒီလိုလေ radish အချိုလေးတွေအဲ့ဒါလေးလုပ်ချင်လို့ဒါနှစ်ခုဝယ်လာပါတယ်French fries လို့တော့ဒါကြော်စားလို့ရကောင်းတယ်ဒီနေ့ဈေးဝယ်လာတာတော့အဲ့ဒါပါပဲအရွက်တရားကြတော့အများကြီးကြိုးမဝယ်ထားဘူးအားကနေကြမှာဒီနားဟာမှာတော့ဝယ်တာဒါမှမဟုတ်လို့ရှိရင်ဈေးတွိုင်းလိုက်နဲ့အဲ့လိုတွေးလိုက်လို့ရှိရင်နောက်ခါမှကျတော့အများကြီးဝယ်ရတာကွာဆိုတော့မကုန်တစ်စီးနှစ်စီးလောက်ပဲဝယ်ချင်တော့ဈေးမှာသွားတာပါညာနဲ့ဆိုရင်ရတယ်ပြရစီရရှိပါတယ်
တာဒါရာလက်ဖွာတစ်ဖွာစားလောက်ပဲရှိစီလေးတိုင်းစတာမွားတော့ဘာလို့လက်စိတ်လက်ဖက်ထောင်းလို့ဘာလို့အဲ့လိုမျိုးထောင်းစားဖို့အတွက်ဝယ်လိုက်တာပါဒါဘယ်လောက်မှမရှိ36ဘတ်လားမသိဒါပေမဲ့စစ်တုံဖြူလို့ဘာလို့ထောင်းလို့လည်းရတယ်ရောက်စားတော့အေးစေးထောင်းလို့ရတယ်ပြန်ဖြစ်လို့ရှိရင်လေစားပါတကယ်မလုပ်ပါတော့နောက်တစ်ခုပြအောင်မယ်ဒါတော့ဒီနေ့မဟုတ်တိုက်အောက်မှာ free ပေးနေလို့ဆိုပြီးတော့ဒါစပယ်ပန်းပင်လေးရှင်းမလားသိမလားတော့မသိဒါပေမဲ့အခုတလောအရန်ပန်းစိတ်ချင်တဲ့ဝါသနာဖြစ်နေလို့အောက်မှာ free ပေးနေတယ်ယူလာခဲ့တာပါစပယ်ပန်းလို့တော့ပြောပါတယ် KF ဆိုရင်တော့ဘိုင်းဒါလေးတွေတင်လိုက်ပါအောင်မယ်တင်ပြီးရင်အေးလေးပါလေးတောက်မယ်ရုပ်ရှင်လေးပါလေးကြည့်ပြီးတော့ကြည့်လိုက်ပါဦးရုပ်ရှင်လေးပါလေးကြည့်လိုက်ပါအောင်မယ်ဒါလေးတွေတော့အရင်တင်ရမှာပေါ့နော်အသားတွေပါလေးလည်းတေချာထည့်ပြီးတော့တန့်စင်လိုက်ပါအောင်မယ်အဲ့ဒါဆိုရင်အဲ့လိုလုပ်ထားတော့နောက်တစ်ခါချက်လို့ရှိရင်အချိန်မကုန်တော့ဘူးပေါ့နော် Bye